နော်အခုတော့ပိုက်စားလို့ထက်ဖို့ဆိုတဲ့ဆိုင်မှာပြောဟဲ့ကြောင်ကိုစားနေပါတယ်အခုပိုက်စားလို့ပြောဟဲ့ကြောင်ကိုစားပါမယ်မာလာတဲ့ပြောဟဲ့ကြောင်ကိုစားနေရပဲဖြစ်ပါတယ်အစမ်းကျင်ချုံဟဲ့မှာဖြစ်ပါတယ်ပင်လှလာလေးတွေကိုတနေရာထဲမှာစုံစုံနေနေတွေ့ရပြီးတော့အစားတောက်အစုံလေတနေရာထဲမှာစားတောက်လုပ်ရမယ့်နေရာလေးတနေရာဖြစ်ပါတယ်အားလုံးပဲအချိန်ရရင်တစ်ခေါက်တော့တွားရောက်ကြည့်ရှုဖို့တိုက်တွန်းပါတယ်သမင်းစားမယ်တပ်ဖမ်းမှုအတွက်နေရာလေးရမ်းလှပါတယ်ချိန်ရရင်တစ်ခေါက်တွားရောက်ကြည့်ရှုဖို့တိုက်တွန်းပါတယ်အာဆန်ဂျင်ချွန်ဟမ်မာဦးပါဘလူးခရစ်စတယ်နိုင်ဘလူးခရစ်စတယ်ဘယ်လိုလဲအစာဦးအားလုံးက